ပေါက်ခဲ့တယ်ဘာလို့လဲဆိုတော့မိုးရီရွာပြီးတော့ပြက်လိုက်ဟုတ်တယ်ကျွန်တော်မိသားစုတွေလည်းလာမလားမလာဘူးလားဟုတ်တယ်ကမလားမကဘူးလားဆိုတော့ဟုတ်တယ်တိုးလို့ပေါ့အားငယ်ဘောင်းစုံတယ်ပါဒါပေမဲ့အခုမကွေးပြည်သက်ကြီးအောင်မြင်အနည်းခံလိုက်တဲ့အတွက်ဟုတ်တယ်စိတ်မိုးဆိုပြီးတော့တနိုင်ငံလုံးဘက်ကလည်းတနိုင်ငံလုံးကြည့်လာတယ်တကယ်မကွေးကျွန်တော်တို့ဘုရားပွဲကြီးမှာဝင်နိုင်တဲ့အတွက်ကျွန်တော်တို့ဂုဏ်ယူပါတယ်ကျွန်တော်တို့နောက်တဲ့တပွဲတော်ကောက်အောင်ပါလေတရင်ကြီးတဲ့လည်းပြန်လာခဲ့မယ်ဟုတ်တယ်နောက်တဲ့တပွဲတော်ကောက်အောင်ပါကျွန်တော်တို့တော့8လပိုင်းထဲမှာလာခဲ့မယ်10ရက်တော့ပေးပြီးသွားပြီဟောကန်ထွဲကပေးတာလားငါပေးခဲ့တာငါကကျင်လို့ပထမတစ်ခါတော့ကျွန်တော်တို့အခက်အခဲလေးတစ်ခုဖြစ်တယ်ဟလားမိုးရီပါလေရွာတော့ပါတယ်အခုဒါမိုးရွာတရားမလို့ဘူးဘာဖြစ်လဲမိုးရွာတရားမလို့ဆိုတော့ငါရှိနေတယ်လေဘာလို့မိုးရွာဟုတ်မင်းမိုးတယ်မိုးတာဟုတ်လားမိုးတားလို့မရဘူးမှတ်တာမိုးကလွှဲလို့ရဟုတ်တယ်ဘလို့လွှဲတာလွှဲမိုးလွှဲလိုက်တာဘလို့လွှဲတာပြောပြအောင်ဟိုတော်တော်တော့ဘာလို့ရက်ွက်ထဲမှာနာရီဖြစ်တာနာရီမသားတော့မချသေးဘူးနာရီဖြစ်တော့အဲ့မှာငါတို့နာရီဖြစ်တဲ့အချိန်မှာငါ့ကိုလာခေါ်တာကိုရွှေကောင်းရေနဲ့မိုးတက်တဲ့ဆိုလာပါဆိုတော့ငါသွားတာပေါ့မိုးရတော့ငါတော့မသားမချတဲ့အချိန်မှာကောင်းကြီးကိုကြည့်ပြီးမိတ်တူးပျော်တေးဝေးလို့တခုနဲ့ပြောလိုက်တာမိုးနေတော့မသားကြီးကမကျွတ်ပြသွားဘူးဒီစတော့ပို့ဆိုးတယ်မနောက်နဲ့ဒီပွဲမှာတော့မိုးမရွာတရားကိုစိတ်ချတကယ်ဒီပွဲမှာတော့မိုးမရွာတရားကိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီမကွေးရလူတွေဆိုရင်သိတယ်ကျွန်တော်တို့ကံကောဘက်ကနေပြီးတော့မိုးတားဆရာဝေါ်ကိုခေါ်ထားတယ်ဆရာဝေါ်ဒါပေမဲ့ခေါ်တာတော့ပရမညကလေးကဟုတ်တယ်ဒီနေ့ညမှာရောက်လာတာဟုတ်တယ်ပရမညတော့သူရောက်မလာနိုင်ဘူးဘာဖြစ်လို့လဲလိုက်မှာမိုးမိနေလို့မိုးတားဆရာရမိုးမိနေလို့ကျေးဇူးတင်ပါတယ်โอเคကျွန်တော်တို့ဆယ်မိုးကြောက်စေဖွဲ့ကိုလာရောက်အားသူကစေမောင်းပြီတဲ့ style ပြ style မိုးစောကျွန်တော်ရန်ကုန်မှာပတ်ရှာတယ်ဒီဘောင်းဝင်ဝှေ့ချင်လို့ဟုတ်လားနောက်ဆုံးတော့ကျွန်တော်မကွေးရောက်မှာ street man fashion ကနေပြီးတော့ street man fashion နေရလိုက်တာရလိုက်တာကျေးဇူးများကြီးဒီဘောင်းမိတာကောင်ဝင်စက္ကန့်ကြီးနဲ့တူပါတော့ဖြစ်ပါခမရပူပူလေးမင်းကပြောရရှိသေးတယ်ကပူပူလေးအားကြောင့်စိုင်းနေမို့လို့